ယူလိုက်တာနဲ့ဒီလိုတွေဖြစ်မယ်ဆိုတာငါသိတယ်အဲ့ဒါကြောင့်မင်းတို့ငါနှင်ထုတ်လိုက်တာမင်းနဲ့ငါတူတူနေဒီပစ္စည်းလောဘတက်ပြီးမင်းဖေကိုပြန်တတ်တော့မယ်ဒါဟိုကောင်လူမောင်မင်းကိုမြောက်ပေးလိုက်တာမဟုတ်လားဟမ်ဘုံကြီးเจ้าမှနေပြီးသူတော်ကောင်းလို့မနေဘူးငါရှင်းမလာရဲလို့ဖေနဲ့သားလေးကိုရန်တိုက်ပေးတဲ့ကောင်ဘယ်လိုမှတားလို့မရဘူးမယူပါနဲ့ဒီမိမကိုမယူပါနဲ့ထောင်ချောက်တွေဆင်ထားတာပြောလို့ကိုမရဘူးမဟုတ်ဘူးဖေရင်ဖေတော့အဲ့ပစ္စည်းကိုလိုမလိုချင်တော့တာမလိုချင်မလားလေဘောကွာလာတောင်းမနေနဲ့အခုလိုချင်သွားပြီဟာမင်းတို့မျိုးပဲဖေဖိုးတော့ရဲဆက်ဆက်လုပ်လိုက်တာရင်ဖေကလုံးဝမချင်တတ်ဘူးအဖိုးတွေမပြောနဲ့မကျင်တတ်တာမင်းမလားသူများရှောက်ပြီးလက်ညှိုးမထုံးနဲ့ဒီပစ္စည်းတွေမင်းလိုချင်နေတာမလားမိမကိုလှုပ်ပြီးတော့ယူခိုင်းတယ်ဒီကမပေးတော့ဟိုကောင်လှုပ်လိုက်တယ်နားလေးရောက်လာတယ်အဖေကျွန်တော်တို့တကယ်မချစ်ဘူးဆိုတော့ကျွန်တော်သိတယ်ဒီကျန်တဲ့လေးကိစ္စလည်းအဖေသူများပေါ်မှာညစ်ပတ်ခဲ့တာတွဲပြက်နေကျွန်တော်သိတယ်မိမပြောလို့သိတာမလားကျွန်တော်သိတယ်မဲ့အဖေကိုချစ်လို့ကျွန်တော်ဘာမှမသိသလိုနေခဲ့တာဒီကိစ္စကိုခေါင်းနဲ့မရရအောင်သွတ်ထုတ်ပစ်ခဲ့တာအဖေလိုပဲကျွန်တော်စစ်ပြီးနေခဲ့တာအဖေကျွန်တော်စစ်တယ်လို့လည်းပြန်မဖြစ်ဘူးအားလုံးကညစ်ပတ်ခဲ့တယ်ကွာဘယ်အားလုံးကလည်းရဲမင်းပြောချင်တာပြောပြီးရင်မင်းသွားတော့မင်းကိုငါပေးလိုက်မယ်ယူပြီးရင်တော့ငါအိမ်ရှိမင်းဖြတ်မချောင်းနဲ့တော့ငါပေးလိုက်မယ်ဒါအတူလေဟမ်ကျမကမဝတ်ဘူးမစားဘူးအညက်ပိုင်းမဟုတ်ဘူးနော်ဒီမှာတွေ့ယူမန်းတိစားတယ်ဒါမျိုးကိုဝတ်လာအတူနဲ့စစ်ကိုခွဲထားပြီးတော့တိတယ်ရှင်းမှမသိတာဟာလေရှင်တို့သားသားမြောက်ပေါင်းပြီးတော့နိဗ္ဗာန်လိုက်ကြရမယ်ဟာလားဟမ်ကြည့်ပါဦးလူလေတတ်လိုက်တော့မှဒီမှာကျမတို့ကပညာမတတ်တဲ့ပတ်သက်ရှိတယ်ပတ်သက်ချက်ဒါမျိုးကိုဝတ်နေစားတယ်အဲ့တော့တုံးတဲ့စကိုခွဲစားပြီးတည်းဆိုရှင်းမသိဘူးလားဟမ်အဖေလူလေးနဲ့ပေါင်းပြီးတော့ကိုမရအောင်ပြန်ပြနေတယ်အဲ့တော့အဲ့ဒါကဦးလေးဦးအောင်ကရှင်းကိုပြောတာဦးပါကောင်းလို့လူလိန်တွေကျမတောင်းခိုင်းတာကျမတော့မဟုတ်ဘူးရှင်အသေးဆုံးနဲ့ပြေသွားလို့ဝတ်သေးရှင်သေးပါစေရောလို့စေတနာနဲ့ဒီကလှုပ်ပေးမလို့ကုသိုလ်ပြုပေးမလို့ကိုဟုတ်တယ်ရှင်နေတယ်ပါမရှင်ကျမမညစ်နိုင်နဲ့နော်ဒါတူရဲ့ရှင်ကိုမြားလိမ့်ရတယ်အဲ့ရောတဲ့စီနေနဲ့ဒီဝါပါလို့မသိစီကေငါကတော့လူကြီးမစွဆွဲအတူရဲ့စိတ်ငါမသိဘူးအဖေပေးလိုက်လို့ငါယူလာမင်းပြောလို့မင်းလည်းငါပြန်ပြောမင်းရောဒီဝဲကျူးလို့တစ်ချိန်ကြိုင်တောက်ခိုင်း